ရှင်ဒီနေ့မှာတော့နော်ကန်းဝပန်အလွေထိုးနည်းလေးကိုတင်ပြပေးပါမယ်နော်ဒါလေးကတော့ကန်းဝပန်ကောင်းစီကျိုးလေးပေါ့နော်ဒါလေးကိုအလွေနည်းနဲ့အလွေထိုးနည်းပေါ့နော်ပုံမှန်ခြေခံစားထိုးမဲ့သူတွေတဲ့ဒါလေးတင်ပေးပါမယ်နော်ပထမဦးဆုံးလိုအပ်တာအဖြူရောင်လေးပေါ့နော်ပထမဦးဆုံးဒီလိုလေးပေါ့နော် snips magic ring လေးလုံးမယ် magic ring မှာတော့ချိန်ဝမ်းယူမယ်ပြရနဲ့ SC ပတ်လေးထိုးမယ်ရှစ်ခါထိုးပါမယ်1 2 3 4 5 6 တကယ်လို့ကိုကအကြည့်ထိုးချင်တယ်ဆိုရင်စနစ်ထိထိုးလို့ရတယ်ပေါ့နော်ဒါလေးကကြတော့ရှစ်ခါထိုးမယ်ပြီးတော့နဲ့ SL ရှက်ကောလေးကိုပါမယ်ရှက်ကောကိုပြီးတာနဲ့တင်းနဲ့3ချိန်3ခါယူပါမယ်ပြီးရင်အဲ့အပေါ်မှာပဲ DC ထိုးမယ်ပေါ့နော် DC ပြီးရင် sorry DC မဟုတ်ဘူး double crochet ကိုမှ2ရစ်တိုင်ထိုးမယ်2ရစ်တိုင်လေးထိုးပါမယ်တင်းနဲ့တစ်ခါနှစ်ခါ3ခါအဲ့လိုပဲနောက်တစ်ခါထိုးပါမယ်တစ်ပေါက်မှာ2တိုင်နှုံးနဲ့2ရစ်တိုင်ကို2ခါ2တိုင်စီထိုးပါမယ်ဒီမှာ3ခုရပါပြီမှာရပါပြီနော်3ပေးရနဲ့ဒီဒုတိယပေါက်မှာပဲရှက်ကိုပါမယ်အပွန်ဖက်တစ်ဖက်ရပါပြီဒီနဲ့3ပြီးတော့2ရစ်တိုင်3ပြီးတော့ SC ရှက်ကိုပါမယ်ဒီလိုမျိုးလေးဒီလိုအပွန်ဖက်လေးခူရအောင်ထိုးရမယ်နော်အဆုံးသားလေးရုပ်ပြီဆိုတော့ဒီလိုလေးပေါ့နော်ဒီပေါက်မှာပဲအရင်ပေါက်လိုပဲနော် SC လေး SC မဟုတ်ရှက်ကိုလေးကိုပါမယ်ရှက်ကိုလေးကိုမှပြီးရင်ကျိုးလေးကိုအဆုံးလေးတက်ပါမယ်ဒါဆိုရင်လိုချင်တဲ့ဂန်းကိုပန်းလေးရပါပြီဒီမှာကြတော့အလီမှာ4တိုင်မို့ထည့်ရပါတော့ကိုကတကယ်လို့ပိုးပြီးမှကြီးရကြိုက်တယ်ဆိုရင်တော့6တိုင်အဲ့လိုမျိုးတွေထည့်လို့ရပါတော့8တိုင်6တိုင်ကိုထိုးချင်တဲ့အပွင့်ဖက်ပေါ်မှုတွေပြီးမှအကြီးတွေထိုးလို့ရပါတယ်ပြီးရင်တော့ဒီအလီမှာခံတဲ့ဝက်ဆန်လေးပေါ့နော်အလီမှာထည့်မဲ့ဝက်ဆန်လေးပေါ့နော်ဒီလိုဖက်လေးအဲ့ဒါလေးကိုကြာတော့ဘယ်လိုလုပ်မလဲဆိုတော့ဒီလိုလေးပေါ့နော်တင်းနဲ့အဲ့လိုလေးရစ်ပြီးမှ73လောက်ပဲပေါ့နော်ကိုကပိုးရပလိုင်ပေါ်မှာမူတည်ပြီးမှဖြတ်ရပါမယ်ဒီလိုလေးလုပ်ပြီးမှကျိုးလေးဖြတ်ပြီးမှမြဖျားလေးကိုဒီမှာဖြတ်ပြီးမှဒီမှာလေးကောလေးနဲ့ကပ်ပြီးမှလုပ်လို့ရပါတယ်နော်ဒါလေးတော့ဥပကို try ကြည့်ပါနော်ကျေးဇူးတင်ပါတယ်ဒါဆိုရင်ဖြတ်လိုက်ပါမယ်